လူတံဟိုတရားတော်လို့မှတ်သားကြရပါမယ်တရားတော်ရဲ့အမည်ကလူတံဟိုတရားတော်မနုဿတ္တဘာဝဒုံဘောလူဘဝရခဲ့တဲ့လူဘဝမှာကံဘိုးရှိတဲ့လူသားဖြစ်ဖို့အရေးကြီးတာပေါ့အခွင့်ကောင်းအခါကောင်းဆိုတာပြောခဲ့တယ်ကိုယ်ကလည်းလူဘဝရနေတယ်ရတဲ့လူဘဝမှာကိုယ်ရင်ကခြေလက်ဉာဏ်အကြီးအသွေးချွတ်တဲ့ခြင်းမရှိဘူးဘုရားဘာသာဒုံလဘလို့ဆိုတဲ့ဘုရားမြတ်စွာသာသနာနဲ့လေတွေ့ကြုံနေတယ်သရပတိလာဘလို့ဆိုတဲ့ကိုယ်မှာဗာတရားနဲ့လေပြည့်စုံနေတော့သရတရားနဲ့လေပြည့်စုံနေတယ်အဲ့ဒီလိုပြည့်စုံထိုက်တဲ့ရခဲ့တဲ့အရာတွေပြည့်စုံနေတဲ့အတွက်ကြောင့်ထိုကဲ့သို့သောလူဘဝကိုအခွင့်ကောင်းအခါကောင်းလို့ဆိုတာလူဖြစ်ရခဲ့သက်ရှိခဲ့၏သက်လည်းရှိပြန်လူဖြစ်ပြန်ကတွေ့ရသာသနာကြုံခဲ့ပါ၏သာသနာတော်တွေ့ပြန်တော်လဲနာခဲ့တရားနာနိုင်ကြ၏နာကနာစေသိခဲ့ပေ၏သိကသိစေကျင့်ခဲ့ပေ၏ရခဲ့ဒုံလဘပြပါတကားတဲ့ရခဲ့တဲ့အရာကိုဒုံလဘလို့ခေါ်တယ်လူဘဝရဖို့ခဲရင်တဲ့အင်မတန်အားကောင်းတဲ့ကုသိုလ်နဲ့မှလူဘဝဟာရတဲ့အတွက်ကြောင့်လူဘဝရဖို့ခဲရင်လူဖြစ်ရခဲ့သက်ရှိခဲ့၏လူဘဝရတော့ရကြတယ်သို့တော်လည်းအသက်ရှိကျမ်းမာနေနိုင်ဖို့ကလည်းခဲရင်ရဖို့ခဲရင်သက်လည်းရှိပြန်လူဖြစ်ပြန်ကတွေ့ရသာသနာကြုံခဲ့ပါ၏တဲ့ဘုရားမြတ်စွာရဲ့သာသနာနဲ့တွေ့ကြုံဖို့ရာအတွက်လည်းအမတန်ခဲရင်တဲ့သာသနာဆိုတာအဆူသောဘုရားမြတ်စွာတို့ရဲ့အဆုံးအမအကုသိုလ်ရှောင်ခြင်းသီလသာသနာကုသိုလ်ကိုပြည့်စုံအောင်ဆောင်ရွက်ခြင်းသမာဓိသာသနာစိတ်ကိုစင်ကြယ်အောင်ထားခြင်းပညာသာသနာဒီအဆုံးအမလေးရလိုက်တာဒီပင်ဘုန်းကြီးတို့လူတန်ဖို့ဟာအဲ့ဒီအဆုံးအမတော်အတိုင်းနေနိုင်မယ်ဆိုရင်လူတန်ဖို့ဟာမြင်မှသွားပါတယ်တစ်စက်နဲ့တစ်စက်မြင်တဲ့မြင်တဲ့ဘဝအနေထားမျိုးတွေရောက်ရမှာပါလူဖြစ်ရခဲ့သက်ရှိခဲ့၏သက်လည်းရှိပြန်လူဖြစ်ပြန်ကတွေ့ရသာသနာကြုံခဲ့ပါ၏သာသနာတော်တွေ့ပြန်တော်လဲနာခဲ့တရားနာနိုင်ကြ၏သာသနာတော်နဲ့အကြောင်းအားလျော်စွာကံကောင်းလို့တွေ့ကြရဆုံကြရတယ်သို့တော်လည်းဘုရားမြတ်စွာရဲ့တရားတော်ကြီးနာကြားခွင့်ရဖို့ရတယ်ခဲရင်နဲ့ကိစ္စံတတ္တမတဝနံဒုံလဘတတ္တမတဝနံဘုရားမြတ်စွာရဲ့တရားတော်ကြီးနာဖို့ခဲရင်နဲ့ဆိုတာဘုရားမြတ်စွာရဲ့တရားတော်ကြီးဟာဘုရားပွင့်မှပဲနာခွင့်ရှိတယ်နော်ဘုရားပွင့်မှပဲပါတယ်နော်နာခွင့်ရှိတယ်ဘုရားသာသနာရှိပါမှနာခွင့်ရှိတယ်ဘုရားသာသနာမရှိဘူးဘုရားမပွင့်ဘူးဆိုရင်ဘုရားဟောတဲ့တရားနာဖို့ရာအတွက်ခဲရင်နေလောကမှာဘုရားမြတ်စွာရဲ့တရားတော်ကြီးဟာလူတန်2000လုံးကကတ္တဗဘုရားမြတ်စွာဟောခဲ့တဲ့တရားတော်ကြီးဟာလူတန်တရားကြာအောင်ဘုရားရဲ့တတ္တမတဝနာလို့ဆိုတဲ့တရားတော်ကြီးဟာတိတ်ဆိတ်ငြိမ်သက်ပျောက်ွယ်ပြီးတော့နေတာမဟာတက္ကရဲ့တရားတော်ကိုနဲ့လူတန်တရားကြာမှာအစဉ်ကြီးရဂေါရမဘုရားမြတ်စွာပွင့်လာတဲ့အတွက်ကြောင့်အမတဒုံဟုပဲဆိုတဲ့စာလို့အမြတ်စီတော်ကြီးကိုတိခတ်တယ်လို့မှောင်မိုက်နေတဲ့လောကမှာဗုဒ္ဓရဲ့ဓမ္မတရားတော်စတင်ပြီးတော့ဖြစ်ပေါ်လာတော့အမတအမြတ်နိဗ္ဗာန်စီကြီးကိုတိခတ်လိုက်တယ်လို့တဲ့အန္တိဘုဒ္ဓအယံလောကမှောင်မိုက်နေတဲ့လောကကြီးကိုဉာဏ်အလင်းထွန်းတည်ပေးလိုက်တယ်လို့လောကကြီးမှာဘ
ဖရာရဲ့တရားပေါ်ပေါက်ပြီးတော့လာတယ်။ဒါကြောင့်သရမတဝနံကိစ္စံသရမတဝနံဒုံတဘာတရားတော်ကိုနာနိုင်ဖို့ရကလည်းအမတန်ခဲရင်လာပါတယ်တဲ့။ဘုန်းကြီးတို့ပြည်သက်ဟိမန္တဆောင်တွင်ကာလအင်္ဂလိပ်နဲ့အကုန်ကျောင်းတော်မှာတရားအားထုတ်ကြခြင်းဖြင့်တရားတော်ကြီးပြည့်ပြည့်ဝဝနာကြရည်နာခဲ့တဲ့တရားနာနိုင်ရည်နာကားနာစီသိခဲ့ပြီတရားတော်တွေကိုသိဖို့ဆိုရကလည်းပဲဉာဏ်အကြီးအသွေးမချို့တဲ့မှကိုယ်လက်ရင်ကမချို့တဲ့မှတရားတော်တွေကိုနာပြီးတော့သိနိုင်တဲ့အနေအထားမျိုးရှိတယ်ဉာဏ်ချို့ယွင်းနေတယ်ဉာဏ်သွေးမပြည့်ဘူးပေါ့စာလို့ပြောရင်တော့အာဟိတ်နဲ့ပရိသတ်တွေနေလာတယ်ဒွိဟိတ်နဲ့ပရိသတ်တွေနေလာတယ်တရားတော်ကိုသိနိုင်တဲ့ပရိသတ်တွေဆိုတာတိဟိတ်နဲ့ပရိသတ်တွေနေရတယ်အာလောဘအာဒေါသအာမောဟအာလောဘဆိုတာမနှမျောတတ်တဲ့မလိုချင်တတ်တဲ့မတွေ့ကြီးတတ်တဲ့သဘောပေါ့အာဒေါသဆိုတာဒေါသမထွက်တဲ့သဘောမေတ္တာပေါ့အာမောဟဆိုတာပညာပေါ့အဲ့ဒီလိုအာလောဘအာဒေါသအာမောဟတို့ဆိုတဲ့ပရိသတ်တွေစိတ်နဲ့ပရိသတ်တွေနေလာပါမှတရားတော်တွေကိုဟောပြောတဲ့အခါမှာနာယူရတဲ့အခါမှာသိတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ဉာဏ်တွေသိပြီးတော့နေနေတယ်ပရိသတ်တွေအားဖြင့်ကိုယ်ရင်ကခြေလက်ချို့တဲ့ပြီးတော့နေတယ်ဆိုရင်တရားတော်တွေကိုသိဖို့ရအတွက်အလွန်ခဲရင်တယ်သိသာသိစေကျင့်ခဲ့ပြီတဲ့တရားတော်တွေကိုသူရောကိုယ်ပါနာယူတဲ့အခါမှာသိကြပါတယ်တဲ့သို့တော်လည်းသိတဲ့အတိုင်းကျင့်ဖို့ကြတော့အမတန်ခဲရင်တယ်နော်သိတဲ့အတိုင်းကျင့်ဖို့ကြတော့အမတန်ပါတယ်နော်ခဲရင်တယ်ဘုန်းကြီးတို့စာပေမှာသိက္ခာဆိုတဲ့ပုဂ္ဂိုလ်မြန်မာပြန်တဲ့အခါမှာကျင့်ခြင်းအားထုတ်ခြင်းသင်ယူခြင်းလို့ပြောတယ်တရားနာကြတယ်ဆိုတာသင်ယူကြတာပဲစာသင်တယ်လို့မျိုးပေါ့နော်တရားနာကြတယ်ဆိုတာသင်ယူကြတာပဲဘာကြောင့်သင်ယူကြတာဆိုတော့ကျင့်ဖို့ရာအတွက်အားထုတ်ဖို့ရာအတွက်သင်ယူကြတယ်နာယူကြတယ်ဒါကြောင့်တလုံးတစ်ပါးပဲဖြစ်ဖြစ်လိုက်နာเสียကောင်းတဲ့လိုက်နာเสียကောင်းတဲ့တရားတော်တွေကိုမိမိရဲ့နေ့စဉ်လူနေမှုဘဝထဲမှာအသုံးပြုပြီးတော့ကျင့်ရမယ်တရားအားထုတ်ရမယ်တရားတွေကျင့်ရမယ်နော်တုံ့မှသာရခဲ့တဲ့တရားရတယ်တော်တော်များများကတော့သိတော့သိတယ်ကျင့်ဖို့ရအတွက်ခဲရင်နေပမာဆိုကြပါတော့၅ပါးတိလရှောင်ရမယ်ဆိုတာသူရောကိုယ်ပါသိသလားမသိဘူးလားသိတယ်သို့တော်လည်းပဲ၅ပါးတိလကိုလုံးအောင်ထိန်းဖို့ကြတော့တချို့မလိုက်နိုင်ဘူးပေါ့နော်ဒါကြောင့်ဒီတရားတွေဟာရနိုင်ခဲ့တဲ့တရားတွေအဲ့တော့ရနိုင်ခဲ့တဲ့လူဘဝမှာရတယ်မနုဿတ္တဘာဝဒုံလဘောရခဲ့တဲ့လူဘဝရတယ်ခဲခဲရင်ကိစ္စံမနုဿပရိလာဘရခဲ့တဲ့လူဘဝရနေရခြင်းဟာလွယ်လွယ်ကူကူတော့မဟုတ်ဘူးတဲ့အမတန်အားကောင်းတဲ့အာနုဘောအရှိန်အစောကြီးမားတဲ့ကုသိုလ်ကြောင့်ရရတဲ့လူဘဝမှာတန်ဖိုးရှိတဲ့လူသားဖြစ်အောင်ကြိုးစားရမယ်နော်ဒီဒေသနာတော်ကိုဘုရားမြတ်စွာယဟန်တော်၃ပါးဘိက္ခုနီ၃ပါးကိုအကြောင်းပြုပြီးတော့ဟောတယ်ယဟန်တော်၃ပါးမှာလည်းပဲ၂ပါးကကိုရင်တန်ကိစ္စသာမဏေနဲ့ခာနုကွန်းတင်ညသာမဏေနောက်တစ်ပါးကတော့တပ္ပဟာသမထေ၃ပါးဘိက္ခုနီမ၃ပါးကတော့ဘုန်းကြီးတို့မြေတန်းနဲ့မစိမ့်နဲ့အမျိုးသမီးတွေပါပဲပတာစာရီရဲ့ကိတာဟောဓမီရဲ့ဘဟုဥဒ္ဓိကလို့ဆိုတဲ့သောနာထေရီရဲ့အဲ့ဒီဘိက္ခုနီမ၃ပါးယဟန်တစ်ပါးကိုရင်တစ်ပါးကိုအကြောင်းပြုပြီးတော့ဘုရားမြတ်စွာတန်ဖိုးရှိတဲ့လူတန်ဖိုးလို့ဆိုတဲ့ဒေသနာတော်ကိုဟောကြားတော်မူတယ်အဲကြတော့ဘုန်းကြီးတို့ဒီမှာစဉ်းစားရမှာကလူဘဝတော့ရတယ်ရနေတော့လူဘဝဟာကိုယ့်ကိုယ်ကိုပြန်ပြီးတော့သုံးသပ်လိုက်တဲ့အခါမှာ
ငါသည်တန်ဖိုးရှိတဲ့လူသားဟုတ်ရဲ့လားငါသည်တန်ဖိုးမဲ့နေတဲ့လူသားများဖြစ်နေရောလားလို့ပေါ့နော်တချို့ပစ္စည်းတွေဟာတဘာဝအဖြစ်တော့တန်ဖိုးကြီးတာပဲသို့တော်လည်းပဲပမာဆိုကြတာတို့ကြောက်စိမ့်တွေကထွက်တဲ့ကြောက်စိမ့်ဗရမ ्या တွေကထွက်တဲ့ဗရမ ्या တို့ဟာသူ့ကြည့်တဲ့တက်တဲ့အရိုင်းတော်ဆိုရင်ရနိုင်တယ်လို့တော့ရနေတယ်သို့တော်လည်းကြောက်သွေးပညာရှင်တွေကအကွက်လဲအောင်ယေရနာခိုက်အောင်သွေးနိုင်မှအဲ့ဒီကြောက်စိမ့်တို့ဗရမ ्या တို့ဆိုတာတန်ဖိုးရှိတာဟုတ်ပါလားသူ့ကြည့်တဲ့တက်တဲ့ဆိုရင်တော့ကြောက်စိမ့်တို့ဗရမ ्या တို့တန်ဖိုးကြီးတယ်ရဖို့ရအတွက်ခဲရင်းနဲ့ယေရနာဆိုတဲ့သဘောကရဖို့ရအတွက်ခဲရင်းတဲ့အရာကိုယေရနာလို့ခေါ်တယ်သို့တော်လည်းအရင်တုန်းတက်ဆိုရင်တန်ဖိုးကသိပြီးတော့မကြီးဘူးပေါ့ဟုတ်ပါလားအဲ့တော့သူ့ကိုအကွက်လဲအောင်တန်းဝင်ယေရနာတန်းဝင်အောင်အကြီးအသွေးတွေပေါ်လာအောင်ကြောက်သွေးဆရာတွေကသွေးလိုက်ပါမှအဲ့ဒီကြောက်စိမ့်တို့အဲ့ဒီဗရမ ्या တို့ဆိုတာပို့ပြီးတော့ဗာတက်တန်ဖိုးတက်တာအဲ့တော့လူဘဝဆိုတာလေရခဲ့တဲ့လူဘဝတန်ဖိုးရှိတဲ့လူဘဝဘလို့လူသားကမှတန်ဖိုးရှိတော့ဘလို့လူသားဆိုရင်တန်ဖိုးမဲ့နေတော့ဆိုတာဒါလေးကိုဘုန်းကြီးတို့ပြည့်တဲ့သိဖို့ရအတွက်လူဘဝဆိုတာကတော့အားနေတာတွေကိုချို့ယွင်းတာတွေကိုပြုပြင်ပြီးတော့တန်ဖိုးရှိအောင်လုပ်ရတာပါပဲเนาะယခုနပြောခဲ့တဲ့ကြောက်စိမ့်တို့ဗရမ ्या တို့အနာအစာလေးတွေရှိပြီးတန်ဖိုးနေတာအဲ့ဒီအနာအစာကိုရှင်းထုတ်ပြရလှီးထုတ်ပြရတွေးပြလိုက်ရတို့မှတော့တန်ဖိုးတက်လာဒီလိုပဲပေါ့လူဘဝသူရောဘဝဥထုဇဉ်သဘာဝအားနည်းချက်တွေရှိတာပဲထိုအားနည်းချက်တွေဟာလူဘဝရဲ့တန်ဖိုးကိုမဲ့စေတာပေါ့အဲ့ဒီအားနည်းချက်ချိုးရင်းချက်တွေကိုပြုပြင်ပြီးတော့လူဘဝတန်ဖိုးရှိအောင်ခွင်းတို့ပြည့်တဲ့အားလုပ်ကြရအောင်တော့ပြုပြင်ကြရရဲ့ဒီဆောင်ရဒါကြောင့်တရားတော်ရဲ့အမိကိုဘယ်လိုပေးထားတော့လူဘဝတန်ဖိုးနဲ့လူဘဝတန်ဖိုးတို့မဟုတ်တန်ဖိုးရှိတော့လူသားဖြစ်အောင်ကြိုးစားရမယ်နော်ပထမဆုံးတန်ကိစ္စအာမဏေတဲ့တောချောင်းမှာမထေကြီးအပါ30တရားအားထုတ်ကြတယ်။ဝင်လေးကတပါးကပ္ပိယကတရားတဏီသောအခါမှာတော့ကပ္ပိယကသူ့အရာကိုပြန်သွားတောရောက်တဲ့တောကိုဖြတ်တဲ့အခါကျတော့ဘုရားဓမ္မတွေကဓမ္မတွေကလူတတ်တဲ့ဓမ္မတွေကအဖန်စီခံရတယ်သူ့ရဲ့လေသူ့ကိုတတ်ပြီးတော့သူတို့တိုက်ခိုက်တဲ့လုပ်ငန်းတွေအောင်မြင်ဖို့ရအတွက်အဲဒီပုဂ္ဂိုလ်ကိုတတ်ပြီးတော့ရစ်ပူတော်မယ်ဆိုတော့ကပ္ပိယကဘာပြောတော့ဆိုတော့ကျုပ်ကစွန့်ကြံခြင်းကြံကိုစားရတဲ့ကပ္ပိယကဘာမှတန်ဖိုးမရှိပါဘူးပေါ့ဒီတောရဲ့အလွန်တောရကြောင်းမထေအပါ30ရှိတယ်သူတို့ကမှမင်းမျိုးမင်းတွေကယဟန်ပြုလာတဲ့မဟာစီမဟာသွေးတွေသူတို့ရဲ့လေကြောင်းသွေးနဲ့ရစ်ပူစောမယ်ဆိုရင်နတ်မင်းကပို့ပြီးတော့သဘောကျတယ်နော်ကပ္ပိယများကြောင်းကျွေးထိုင်တာအရေးတဲ့အကြောင်းကတော့သစ္စာဟောက်တယ်လားအဲ့ဒီမှာဉာဏ်တိမ်တဲ့အတွက်ကြောင့်ဘုရားဓမ္မတွေကလည်းလက်ခံပြီးတော့ဘုန်းကြီးတွေကိုတောရကြောင်းမှာသတင်းတော်နေတဲ့ဘုန်းကြီးတွေကိုသွားပြီးတော့သွားကြရတာပေါ့နော်သွားတဲ့အခါကျတော့တပါးပြီးပါဘာလို့ဖို့လေချောင်းသွေးတတ်ပြီးတော့လေချောင်းသွေးနဲ့ရစ်ပူစော်မယ်အဲ့ဒီအခါမှာမထေကြီးကသူ့ကိုပဲဖမ်းတော့ကျန်တဲ့ပုဂ္ဂိုလ်တွေအတွက်သူအသေးခံပါမယ်ဟုတ်တယ်လားတန်ခါအပါ30လုံးကသူ့တပ်ပါသူ့ပဲဖမ်းပါပေါ့နော်သစ္စာရှိတယ်နော်ယဟန်အချင်းချင်းကတော့ဘုန်းကြီးတို့ပြည်တာပါရှိတာသစ္စာရှိတယ်ဖောက်သွားတာတော့ကပ္ပိယတို့တော်လည်းပဲကိုရင်လေးကတပည့်တော်လိုက်သွားမယ်ပေါ့တပည့်တော်လိုက်သွားမယ်ဆိုတော့ယဟန်တော်တွေကပြောတယ်ကိုရင်ပေါ့တင့်ရဲ့ဆေရအရှင်သာရိပုတ္တရာကတို့ကိုစိတ်ချယုံကြည်လို့ထည့်လိုက်တာကိုရင်သွားကြရမလို့ဘူးဒါတို့တော်လည်းမဟုတ်ပါဘူးဗျာမြတ်စွာဘုရားကရောတပည့်တော်ရဲ့ဆေရအရှင်သာရိပုတ္တရာကတောကြောင်းမှာသတင်းသုံးတဲ့အခါမှာဒီလိုပြဿနာပေါ်လာရင်အဲ့ဒါအရှင်ဘုရားများအတွက်တ
တပည့်တော်စတိဖို့ရာအတွက်ထည့်ပေးလိုက်တာအမှန်တော့ကိုရင်လေးကယဟန္တာထိုမထေရပါ30ကယဟန္တာမဖြစ်သေးဘူးယဟန္တာတို့မြည်ပြီးမှကိုနဲ့အသက်နဲ့ွက်ခြင်းမရှိဘူးပေါ့သို့တော့တတ်ကြမယ်ဆိုတော့ကိုရင်လေးမှာဘုမမီးပုံထားလေကြောင်းသွင်းတဲ့ရုပ်ပြီးဆိုအဲ့ဒီမှာကိုရင်လေးကဖလကမပတ်လို့ဆိုတဲ့ရထားတဲ့တရားဝင်စားလိုက်တာအဲ့ဒီမှာဓာတ်တွေတွေးနေတယ်မိတော့ကြီးကောင်းအောင်ထင်းနေထဲ့နေတယ်အလျံပြောင်ပြောင်နဲ့နောက်တစ်ခါကျတော့ဇေယျကျမ်းနဲ့ကိုသားရမြပြီ900သို့တော်လည်းကိုရင်လေးကတုတ်မှမလှုပ်ဘူးပေါ့နော်ကြောင်ရုံတဲ့သဘောထိတ်လန့်တဲ့သဘောအသက်ဘေးကိုစိုးရိမ်ရတဲ့သဘောလုံးဝမရှိဘူးအဲ့ဒီအခါမှာတဲ့ပြီးတော့ဇေယျကျမ်းနေတဲ့ကိုသားရမြခေါင်းဆောင်ကြီးဟာအခြားသောပုဂ္ဂိုလ်တွေတို့ကိုတွေ့တပ်ဖို့ဖြတ်ဖို့ယခုလိုတပ်ဖို့ဖြတ်ဖို့ဓာတ်တွေမိဖို့မပြောနဲ့မြင်လိုက်တာကိုပဲကြောက်ရနေတာကိုရင်လေးကတော့မကြောက်ဘူးအဲ့ဒီမှာအံ့ဩပြီးတော့ကိုရင်လေးကိုချီးညိုတယ်ကိုရင်လေးကိုချီးညိုပြီးတော့ကိုရင်လေးထံမှာကုသရမြ900တော့သင်္ကန်းဝတ်ကြတယ်သင်္ကန်းဝတ်ပြီးတဲ့အခါမှာကိုရင်လေးကကုသရမြတွေကိုခေါ်ပြီးတော့မထေ30ရှိပြန်သွားရဘာဖြစ်လို့ပြန်သွားရလဲဆိုတော့သူ့ထဲလိုက်တော့ကပုထုဇဉ်မြတာဖြစ်တဲ့မထေ30ဟာမျက်ရည်ဆက်လက်နဲ့ကြံရစ်ခဲကြရတယ်အဲ့ဒါတို့စိတ်တော်ကပြေပြောင်းလို့ရအတွက်သူမသိဘူးဆိုတဲ့အကြောင်းပြန်ပြောပြီးတော့မှအဲ့ဒါရှင်ပြတို့ဘုရားထုတ်ကြတာမမေ့မလျော့မြတ်စွာဘုရားထံပြန်မြတ်စွာဘုရားကလည်းအဲ့ဒီမှာတန်ကိစ္စသင်ဒီတပည့်တွေရလာပြီပဲမှန်တာပါဗျာတပည့်တွေရပါပြီပေါ့နော်ဆရာဖြစ်တဲ့ရှင်သာရိပုတ္တရာသွားဝှချတော့လေကိုရင်တန်ကိစ္စတပည့်တွေအများကြီးပါလားအဲ့ဒါဒီပြောတာပေါ့နော်အဲ့ဒီဖြစ်ကြောင်းလေးကိုမြတ်စွာဘုရားကရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကယောသဝတ္တံတတံဒီဝေဒုတိလောအတ္တမဟိတောဧကဟံဇီဝိတံတေယောပညာဝန္တတ္တစာယိနောသီလမရှိပဲနဲ့နှစ်ပေါင်း100အသက်ရှင်နေရုံနဲ့လူတန်ဖို့ဟာမရှိပါဘူးစိတ်ထားမကောင်းပဲနဲ့တည်ကြည်ငြိမ်သက်အေးချမ်းခြင်းလို့ဆိုတဲ့သမာဓိစိတ်ထားမကောင်းပဲနဲ့နှစ်ပေါင်း100ကာလကြာအောင်အသက်ရှင်အောင်တော့လူဘဝလူတန်ဖို့မရှိပါဘူးဧကဟံဇီဝိတံတေယောသီလဝန္တတ္တစာယိနောသီလနဲ့သီလရှိတယ်သမထဘာဝနာပွားများအားထုတ်တယ်အဲဒီလိုသီလရှိပြီးတော့သမထဘာဝနာပွားများအားထုတ်နေခြင်းဟာတနေ့တည်းရဲ့တဏှာနဲ့ပဲအသက်ရှည်အောင်တော့တဲ့လူတန်ဖို့ကြီးပါလေတန်ဖို့ရှိတဲ့လူသားဖြစ်ပါလေ။အဲ့တော့ဒီဒေသနာကြည့်လိုက်လို့ရှိရင်ခိုးသားရမြဒီလက်ထက်တော့ကသီလလည်းမရှိဘူး။ခိုးဆိုးတိုက်ခိုက်နေရတဲ့အတွက်ကြောင့်စိတ်လည်းပဲတည်ငြိမ်အေးချမ်းခြင်းမရှိဘူး။ဟုတ်လား။မုတ်ဆိုးရဲ့ရှေ့မှာရောက်သွားတဲ့သားသမင်ကိုကြောက်တူးတုံနေရတဲ့ဘဝဟန်ဖို့ကလုပ်နေရတယ်။မဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်တာလွန်ကျူးတဲ့ပုဂ္ဂိုလ်တွေပရိသတ်အကျယ်ရောက်ရင်အမြဲတမ်းစိတ်တည်ငြိမ်အေးချမ်းမှုမရှိဘူးနော်အဲ့ဒါငြိမ်တဲ့အေးချမ်းခြင်းစိတ်ငြိမ်တဲ့အေးချမ်းခြင်းမရှိယခုတန်ကိစ္စသာမဏေရဲ့ခံမှာသီလဝင်လိုက်တဲ့အခါကျတော့ယဟန်သီလတွေပြည့်စုံသွားတယ်သမထဘာဝနာပွားများဖြစ်သွားတယ်ခွန်ကြီးတို့ဗုဒ္ဓနတ္တိမေတ္တာအတုပပရဏတ္တိပွားများအားထုတ်နေတဲ့ဆိုတာဘာဝနာအနေနဲ့ပြောရင်ဘာဝနာတော့သမထဘာဝနာဘာလို့ခေါ်တော့သမထဘာဝနာနေအိမ်မှာခန္ဓာကိုဉာဏ်ချပြောပြီးတော့မရှိဘူးထွက်တဲ့ဝင်တဲ့ကိုပဲတစိုက်မှန်မှရှုပွားနေတယ်ဆိုရင်လေသမထဘာဝနာဘုန်းကြီးတို့ကသမထဘာဝနာကနေဝိပဿနာဘာဝနာကူးလိုက်တဲ့အခါကျတော့ခန္ဓာကိုဉာဏ်ချပြီးတော့ခန္ဓာရဲ့ဖြစ်နေပြဟန်တန်တန်ကိုဉာဏ်နဲ့အမှန်ထက်တာဆင်ញင်သုံးသက်သိမြင်ရှုဆင်ញင်နေတာကိုကြတော့ဝိပဿနာလို့ပြောင်းတာဟုတ်လားအဲ့တော့ဒီဒေသနာမှာသီလမရှိဘဲနဲ့သီလတွေယိုယွင်း
သီလတွေပြည့်စည်ပြီးတော့စိတ်ဓာတ်မတည်ငြိမ်စိတ်ဓာတ်မအေးချမ်းစိတ်ဓာတ်မကောင်းပဲနဲ့နှစ်ပေါင်း100ကာလကြာအောင်လူတတန်ရှည်နေအောင်တော့ရခဲ့တဲ့လူဘဝသူ့အတွက်ဘာမရှိဘူးတဲ့တော့တန်ဖို့မရှိဘူးတဲ့တနေ့တည်းရဲ့တဏှာနဲ့ပဲအသက်ရှင်အောင်တော့ကိုကျင့်သီလတွေတဲ့ပြီးတော့ကောင်းတယ်သီလစင်ကြယ်တယ်ငါးပါးသီလလုံအောင်ထိန်းတယ်ဒုစရိုက်10ပါးလွန်ကျူးမိမမှားဘူးစာရိတ္တသီလသူတော်ကောင်းတွေရဲ့အကျင့်စဉ်ကောင်းနော်သူတော်ကောင်းတွေရဲ့အကျင့်စဉ်ကောင်းကိုဘာလို့ခေါ်စာရိတ္တသီလမိဘကိုပြုစုလုပ်ကျွေးမယ်မိဘကိုယုံသေးမယ်၊ကွယ်လွန်သွားကြတဲ့မိဘများအတွက်ကုသိုလ်ကောင်းမှုတွေပြုပေးမယ်။တကြီးရွယ်ဝတွေထောက်ပံ့နွမ်းပါတဲ့ပုဂ္ဂိုလ်တွေထောက်ပံ့မယ်။တကြီးရွယ်ဝတွေအယုအသေးပေးမယ်။တရားဝတ်တက်မယ်။ပန်းရည်ကြတည်တည်စင်ပြီးစွမ်းကပ်မယ်။ဂုဏ်တော်ပရိစိတ်မယ်။မေတ္တာပို့မယ်။ပဋ္ဌာန်းပရိတ်ဓမ္မစကြာစသည်ရွတ်မယ်။အဲဒီလိုသူတော်ကောင်းတွေရဲ့ကျင့်စဉ်ကောင်းတွေပေါ်ထမင်းစားရင်တော့မှမိဘတို့ဥချအယိုသေးပြုပြီးတော့မှစားတာပေါ့နော်မိဘတို့ရှ िख ိုးဥချစသဖြင့်သူတော်ကောင်းတွေရဲ့ကျင့်စဉ်ကောင်းဘာတိလာလို့ခေါ်တော့စာရိတ္တသီလသူ့အတ္တမတ္တနဲ့သူဥစ္စာမခိုးနဲ့စသဖြင့်၅ပါးသီလကိုဥပုပ်သီလကိုကြာတော့မလွန်ကျူးဖို့ရာအတွက်တားမြစ်ထားတဲ့သီလဖြစ်တဲ့အတွက်ကြောင့်ဝါရိတ္တသီလဘာသီလတဲ့တော့ဝါရိတ္တသီလအဲ့ဒီလိုသီလနဲ့ပြည့်စုံနေမယ်ဆိုရင်သမထဘာဝနာပွားများအားထုတ်နေမယ်ဆိုရင်ရခဲ့တဲ့လူဘဝရာချိုးနတ်တွေပေါ့ရာချိုးနတ်တွေတန်ဖိုးရှိတဲ့လူနေမှုဘဝတန်ဖိုးရှိတဲ့လူသားအဖို့တန်လူရဲ့လို့ဒီဒေသနာအရာဆိုရဒေသနာတော်ရဲ့အဆုံးမှာအဲ့ဒီဖို့သားတော်900ဟာယဟန္တာဖြစ်ကြတယ်ခန္ဓာလေးမှာဘဝအခြေအနေရကိုယ်ဆိုလူရဲ့တိုက်ခိုက်နေကြပြီမယ်လို့ဉာဏ်မပွင့်သေးတဲ့အချိန်မှာတော့လူဆိုကြီးလူရန်ကသဘောဓမြကြီးယဟန်ဝတ်ပြီးတော့ယဟန်သီလကြီးတရားအားထုတ်ခြင်းတွေဖြစ်ခြင်းတဲ့အခါကျတော့မုတ်ရှိုးနေတဲ့ပါရမီကုသိုလ်တွေကအကျိုးပေးကြံလို့ကောင်းကျိုးပေးလိုက်တဲ့အခါကျတော့အားလုံးကပါရီဖြစ်ကုန်တော့ယဟန်တာဖြစ်ကုန်တယ်နော်နောက်ဒုတိယမထေကိုရင်ကခါနုကွန်းတင်ရမထေတဲ့နောက်ဆုံးဘဝပစ္စည်းမဘဝိကလို့ဆိုတဲ့နောက်ဆုံးဘဝယဟန္တာဖြစ်ကြရတဲ့ပုဂ္ဂိုလ်တွေဟာဒီယဟန္တာမဖြစ်သေးသမျှဂျာကာလမှာကွယ်လွန်ရိုးထုံးစံမရှိဘူးတဲ့သူတို့သူ့အမေဟာသူ့ကိုကိုယ်အရင်အမကြီးနဲ့တရေတဲနေတဲ့အချိန်မှာကွယ်လွန်တာကွယ်လွန်တဲ့အခါကျတော့ထိုခေတ်တော်ကထင်းပုံပေါ်တင်ပြီးတော့မီးရှို့တာတို့တော်လည်းပဲကြံတဲ့အသားရည်တွေမီးလောင်တယ်အဲ့ဒီသားအိမ်ကိုတန်ဒီသားကိုလွယ်ထားတဲ့သားအိမ်ကမီးမလောင်တဲ့နဲ့အဲ့ဒီလောင်နေတဲ့မီးပုံရဲ့အပြင်ကိုကျလာတဲ့အခါမှာတဆူဝါနဲ့ထိုးပြီးတော့ပြန်တင်လိုက်တဲ့အခါသားအိမ်ကပေါက်ကွဲပြီးတော့တန်ဒီသားကဘေးမှာလွင့်စင်သွားတယ်အဲ့ဒီတဆူဝါနဲ့ထိုးမိလိုက်တဲ့အတွက်မျက်လုံးတစ်ဖက်မှာအဲ့ဒီမုတ်ဆူထားတဲ့သဘောမျိုးမို့လို့ခါနုကွန်းတင်ရမထေသင်္ကန်းဝတ်တဲ့အခါကျတော့တွင်တယ်သူလည်းပဲခုနလိုပဲကိုသားတော်900ကိုသင်္ကန်းဝတ်ပေးလိုက်တယ်သင်္ကန်းဝတ်ပေးပြီးတော့မြတ်စွာဘုရားထံခေါ်တော့မြတ်စွာဘုရားကဒေသနာတစ်ခုဟောတယ်ယောသဝတ္တံတတံဇီဝေဒုက္ခညောအတမဟိတောဧကဟံဇီဝိတံတေယောပညာဝန္တတသာယိနောပညာမဲ့စွာနှစ်ပေါင်း100ကာလကြာအောင်အသက်ရှည်ခြင်းတဲ့ပညာရှိစွာဖြင့်ပညာတတ်စွာဖြင့်ဒီနေ့တည်းရဲ့တဏှာနဲ့အသက်ရှည်ခြင်းကတန်ဖိုးရှိတယ်ခုနတိုင်းနဲ့စိတ်ဓာတ်တည်ငြိမ်အေးချမ်းခြင်းစိတ်ကောင်းမရှိဘဲနဲ့နှစ်ပေါင်း100ကာလကြာအောင်အသက်ရှည်ခြင်းတဲ့စိတ်ကောင်းရှိအေးချမ်းသောစိတ်ငြိမ်သက်သောစိတ်တည်ကြည်လေးနက်သောစိတ်နဲ့ဒီနေ့တည်းရဲ့တဏှာနဲ့အသက်ရှည်ခြင်းကပိုပြီးတော့မြတ်တယ်ဒီဒေသနာဟောလိုက်တယ်ဒေသနာပြီးတဲ့အခါကျတော့ကိုသားရမြတ်ကြီးအဲ့ဒီလိုပဲခေါ်ပြီးတော့ပြည့်တဲ့ယဟန္တာဖြစ်ကြတယ်နော်အဲ့တော့ပါရမီဉာဏ်မပွင့်သေးတဲ့အချိန်မှာမိုက်ကမ်းပြီးတော့နေပြီပဲလို့ပါရမီပွင့်သွားတဲ့အခါကျတော့လေ
ဘဝဇတ်တစ်ခုအဆုံးသတ်တဲ့အခါမှာယဟန္တာမထေရကြီးများအဖြစ်နဲ့ခန္ဓာဘဝလက်ဆသိရအမြဲပြောရတော့နော်ညာဥတွေကပွင့်ဖူးနေတဲ့ဘရုံမာကြာကုမုဒ္ဒရာကြာလို့နော်တကောင်မှလာရောက်ဖြီးဝေးလိုက်တာနဲ့ကြိုင်နေကုမုဒ္ဒရာကြာပွင့်တာပေါ့မနဲ့နေအလင်းရောင်ကိုရလိုက်တာနဲ့ဘရုံမာကြာပွင့်တာအဲ့ဒီလိုပဲတရားနဲ့မတွေ့ခင်တရားနဲ့မထိခင်တုန်းကတော့တရားတည်းဟူသောနေအောင်လာရောက်နဲ့မထိတွေ့တဲ့အခါတုန်းကတော့မပွင့်ဒီပုဂ္ဂိုလ်တွေဟာဘရုံမာကြာတွေလို့ကုမုဒ္ဒရာကြာတွေလို့မပွင့်ကြဘူးပေါ့တရားတည်းဟူသောလာရောက်နဲ့တွေ့လိုက်တဲ့အခါမှာသူတို့ရဲ့တဏ္ဍာမှာပါရမီကုသိုလ်တို့ဆိုတဲ့ကုမုဒ္ဒရာကြာပွင့်သွားတာပေါ့နော်အဲ့တော့တရားတည်းဟူသောနေအောင်နဲ့ထိတွေ့တဲ့အခါမှာသူတို့ရဲ့ပါရမီကုသိုလ်ကပါရမီကုသိုလ်လို့ဆိုတဲ့ဘရုံမာကြာကပွင့်သွားတာဟုတ်ပါလားအဲ့တော့ဘုရားကလွယ်လို့အခြားသောပုဂ္ဂိုလ်တွေမသိနိုင်မမြင်နိုင်တဲ့ဒီပါရမီကုသိုလ်တွေပါရမီကုသိုလ်တွေရဲ့ရင့်တန်ခြင်းရင့်ကျက်ခြင်းဘယ်အရာမျိုးမဆိုအကျိုးပေးတယ်ဆိုတာရင့်ကျက်မှအကျိုးပေးတယ်ဒါလေးမှတ်ထားနော်ပါတယ်တော့ရင့်ကျက်မှအကျိုးပေးတယ်လူဟာအသက်တော်ကြီးလာတယ်သို့တော်လည်းပဲမရင့်ကျက်ဘူးပေါ့နော်မရင့်ကျက်ဘူးဆိုရင်ဆွေးမြေ့ယူတွင်ပုံမင်းသွားတာပေါ့ဒီခန္ဓာဘဝသို့တော်လည်းပဲဒီပုဂ္ဂိုလ်ဟာယခုနပြောခဲ့တဲ့သီလနဲ့လည်းပြည့်စုံတယ်စိတ်ထားကလည်းကောင်းတယ်ဒီကြီးလေးနဲ့တဲ့စိတ်ထားရှိတယ်ဉာဏ်ပညာနဲ့လည်းပြည့်စုံတယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာရင့်ကျက်တဲ့ပုဂ္ဂိုလ်ပဲနော်အဲ့တော့ဘဝမှာကုသိုလ်ပါရမီတွေရင့်ကျက်ပါမှအကျိုးပေးတယ်ငါယခုဒါလုပ်တယ်ဒါအကျိုးပေးရမယ်ဆိုတာအယောင်းဝယ်ကိစ္စမဟုတ်ဘူးပေါ့နော်လှောင်ထားတဲ့ပစ္စည်းတော်မှခွင်းတို့ပြည့်တဲ့တက်တဲ့အချိန်ရောက်လာပါပဲအမြန်ဆုံးဆိုတာရကြရတာပါကုသိုလ်ကောင်းမှုတွေကလည်းလောက်ခံများအာထုတ်ခံများဘုန်းကြီးတို့အမြဲပြောတယ်ဘာဝီတော်ပွားများအာထုတ်ရမယ်ဘဟုလိကတော့ချိန်ခံများစွာကြိုးစားရမယ်ဒါမှအကျိုးရင်းကျက်တာဟုတ်လားပွားများလို့လည်းပွားများတာချိန်ခံများစွာပွားများခြင်းအာထုတ်ခြင်းမရှိဘူးဆိုရင်တော့ရင်းကျက်လာတဲ့တော့မရှိဘူးပေါ့နော်ဒါလေးတစ်ချက်ပေါ့လူဘဝဆိုတာသူတော်ကောင်းတရားတွေနဲ့ရင့်ကျက်အောင်ကြိုးစားရမယ်သူတော်ကောင်းတရားပါရမီကုသိုလ်တွေကရင့်ကျက်လာတဲ့အခါမှာအားကောင်းလာတဲ့အခါကျမှအကျိုးပေးတယ်နော်တတိယမထေရကတော့တပ္ပဘာသမထေရတဲ့သင်္ကန်းဝက်လာတာသင်္ကန်းဝက်လာတဲ့အခါကျတော့အလွန်ပြင်းတယ်အလွန်ပြင်းတယ်ဘုန်းကြီးဝက်လာပြီးတော့ဘုန်းကြီးဘဝရောက်တာမှာအလွန်ပါတယ်ဟောပြင်းတယ်အလွန်ပြင်းတယ်ပြင်းတဲ့အခါကျတော့သာဝနာမှာဘလို့မှမနေပြောဘူးတဏီတော့အခါကျတော့အဲဒီမိဘစာနဲမှာမွေဟောက်တွေ့လိုက်တာတွေ့လိုက်တဲ့အခါကျတော့သံဃာတော်တွေကမွေကိုအဲဒီအိုးတဲ့ခဲ့ပြီးတော့သိလိုက်ရှင်ဘုရားတို့အဲ့ဒါပါတော့မွေဟောက်တပည့်တော်ကိုပြီးပေါ့အဲ့ဒါမွေကိုယူပြီးတော့မွေကတ်ခံပြီးတော့သိမယ်ပေါ့အဲ့ဒါနဲ့အိုးတဲ့ကိုသူ့ခြေထောက်ထဲမွေကမကြိုက်ဘူးမွေကမွေဟောက်ပေါက်ကမတူပါဘူးပေါ့ရေမွေတို့လိုအိမ်မွေထဲမှာတော့ဒီမွေဟောက်ရဲ့ပါဇက်ထဲကိုလက်ထည့်မွေဟောက်ကမကြိုက်ဘူးဒါနဲ့လှော့ပလိုက်မထေရီနဲ့တွေ့တော့ရှင်ဘုရားမွေကိုဘာလုပ်လိုက်ပါရှင်ကြားတို့ကိုရမွေဟောက်တာပြောတာဟုတ်ပါဘူးအိမ်မွေကြီးထင်ပါလေပေါ့ရေမွေကြီးထင်ပါလေမကြိုက်ပါမဟုတ်ဘူးနော်တပည့်တော်တို့တွေ့တော့ကပြင်းကြီးထောင်လို့တရှူးရှူးတရှဲရှဲနဲ့ကြိုက်မဲ့သဘောတွေ့တယ်မကြိုက်ဘူးပေါ့တပည့်တော်ဟုတ်လားခြေထောက်နဲ့မှွေတော့လည်းပဲမကြိုက်ဘူးပါဇက်ထဲလက်နဲ့ထိုးတော့လည်းပါတယ်ပေါ့မကြိုက်ဘူးအဲ့ဒါကြောင့်တပည့်တော်စောင့်ပြလိုက်တယ်ပေါ့နော်ပြလိုက်တယ်အဲ့ဒါနဲ့ယဟန်ဘဝလို့မှမပြောသင်လုံးသားကိုတွေးလဲမျိုးကိုလှိပြီးတော့ကိုယ့်ကိုယ်ကိုစူဆိုင်လုပ်တယ်တတ်မယ်နော်အဲ့ဒါဓာတ်တွေးပြီးတော့လဲမျိုးကိုလှိမယ်ဟုတ်နော်လဲမျိုးကိုလှိမယ်အဲ့ဒီမှာဘာစဉ်းစားပြီးတော့ဆိုတော့သူယဟန်ပြုခဲ့တဲ့ဘဝတစ်လျှောက်လုံးသူ့ရဲ့ယဟန်သီလတွေကိုပြန်ပြီးတော့ဆင်ញံလိုက်တာယဟန်ခံပြီးတိတ်တစောင်းအတွင်းကဆင်းတဲ့အချိန်ကစပြီးတော့
သူ့ရဲ့ယဟန်သီလတွေကိုပြန်ပြီးတော့ဆင်ခြင်လိုက်တဲ့အခါမှာအိုးယဟန်သီလတွေဟာစွတ်စွတ်ဖြူနေတာညှိုးလွှမ်းနေဆိုတဲ့ယဟန်သီလတစ်ချက်ကလေးမှမရှိဘူးအဲ့ဒါကိုကြွားပြီးတော့တွေးတော့ပီတိဖြစ်တယ်နော်ဘာဖြစ်ပါပီတိဖြစ်တယ်ပီတိဖြစ်တယ်အဲ့တော့ခွန်ကြီးတို့တရားအားထုတ်တဲ့အခါမှာအားထုတ်လို့ကောင်းလာတယ်ခြေနဲ့ခြေနှုတ်နှစ်သက်တဲ့ပီတိဖြစ်တယ်ဆိုရင်အဲ့ဒီပီတိကိုตายရပြီးတော့တွေ့ညှိပြီးတော့မနေရဖြစ်လာတဲ့ပီတိကိုတွေ့ညှိနေတယ်ညှိကပ်နေတယ်ตายရမိနေတယ်ဆိုရင်တရားရဲ့လမ်းကြောင်းကလွယ်ပါဖြစ်နေတဲ့ပီတိရဲ့သဘောတဘာဝကိုပီတိဖြစ်နေတယ်လို့သိပေးနေရင်ရှုပေးနေရင်ဓမ္မနုပဒနာတတိပဋ္ဌာန်ဖြစ်တယ်နော်အဲ့ဒီမထေကတော့ပီတိကိုမရှုဘူးပီတိကိုခွာပြီးတော့ခန္ဓာဉာဏ်ချပြီးတော့ဝိပဿနာရှုလိုက်တာယဟန်ကဖြစ်သွားတယ်အဲ့ဒီအခါမှာမထေတွေကအရှင်ဘုရားယခုနတော့တင်တုံးတာတွေးနေတာတွေ့တယ်နော်တင်တုံးတာတွေးနေတာတွေ့တယ်ဘာလို့မလို့သာသနာနေရတာပြင်းတာနဲ့ကိုယ်လည်းပဲကိုလှီးပြီးတော့ဘယ်မလို့ခုတော့မသေးတော့မသေးတော့နော်ဉာဏ်တန်လျက်နဲ့ကိလေသာလည်းမျိုးကိုဖြတ်ပလိုက်တယ်ပါတယ်တော့ဉာဏ်တန်လျက်နဲ့ကိလေသာလည်းမျိုးကိုဖြတ်ပလိုက်တယ်ဆိုတော့နော်ကိလေသာတွေကိုဉာဏ်နဲ့ဘာလို့လဲတတ်ပလိုက်တာနော်ဉာဏ်နဲ့တတ်ပလိုက်တာဟာအရှင်ဘုရားယဟန္တာဖြစ်ပြီလို့ပြောတာလားဟုတ်တယ်ယဟန္တာဖြစ်သွားတယ်အဲ့တော့ဒီမြတ်စွာဘုရားကိုရှောက်ကြမထေရီကဒီပုဂ္ဂိုလ်သာသနာမှာအလွန်ပြင်းတာမွေကြိုက်ခံတော့လေမွေကမကြိုက်ဘူးဘာကြောင့်တော့လို့ပြီးတော့ဘဝတစ်ခုမှာသူကသခင်နဲ့အဲ့ဒီမွေကကျွန်းနဲ့ဒါကြောင့်မို့သခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုဇာတိတ္တရာဉာဏ်ပေါ့အတိတ်ဘဝတုန်းကဆရာတို့အရှင်သခင်နဲ့ကျွန်းတော်ဆက်ခဲ့တဲ့တန်ရောစဉ်ကြောင့်ကိုတော့ကကျွန်းကယခုဘာဖြစ်နေတော့မွေဖြစ်နေတယ်နော်ဒါကြောင့်မွေကအရှင်သခင်ဖြစ်တဲ့မထေကိုမကြိုက်တာအဲ့တော့ဘာဖြစ်လို့ပြင်းရတာတော့လို့မေးတော့ကသဗ္ဗဘုရားမြတ်စွာလက်ထက်တော့ကတငယ်ချင်း2ယောက်သင်္ကန်းဝစ်ကြတငယ်ချင်းတစ်ပါးကအလွန်ပြင်းတယ်မပျော်မွေဘူးသာသနာမှာလူထွက်မယ်တကယ်လုံနေတဲ့အခါမှာတငယ်ချင်းတစ်ပါးကယဟန်ဘဝပါတရားဓမ္မတွေရဲ့စွမ်းသင်္ကန်းကြောင်းစေပစ္စည်း4ပါးကိုအမိပြုပြီးတော့စာဝတ်နေရေးကျမ်းမာရေးအတွက်ဘာမှမဘူးမပင်မတောင်းမတမကြောက်မကြကိုယ်ဘဝရဲ့လွတ်မြောက်ကြောင်းပါရမီကုသိုလ်အလုပ်တွေအားထုတ်ခွင့်ရှိတယ်တရားကိုအချိန်ကြီးအားထုတ်ခွင့်ရှိတယ်နေရေးအတွက်လည်းတရားဓမ္မတွေကအကြောင်းပြုထားတယ်စားရေးအတွက်လည်းတရားဓမ္မတွေကဆွမ်းပြုထားတယ်ဝတ်ရေးအတွက်လည်းတရားဓမ္မတွေကသင်္ကန်းပြုထားတယ်ဘာမှပူပင်စေရကြောင်းကြစေရစားဝတ်နေရေးအတွက်ဘာမှမရှိဘူးစားဝတ်နေရေးအတွက်ကြောင်းကြမယ်ယဟန်တရားပွားများအားထုတ်ပြီးတော့ကိုယ်ဘဝရဲ့လွတ်မြောက်ကြောင်းဆောင်ရွက်အားထုတ်လို့ရတယ်ပေါ့နော်တရားအားထုတ်ခြင်းကိုယဟန်တရားလို့ခေါ်တယ်သမဏဓမ္မစာလို့သုံးတယ်ယဟန်တရားဆိုတာဘာတော့ဆိုတော့သမဏကိုဘုန်းကြီးတို့မြန်မာကယဟန်လို့မြန်မာပြန်လိုက်လို့အမှန်တော့ကိလေသာငြိမ်းချမ်းအကျင့်ကောင်းပါတယ်ကိလေသာငြိမ်းချမ်းအကျင့်ကောင်းတရားအားထုတ်နေကိုယ်တန်တမှာလောဘငြိမ်းနေတယ်ဒေါသငြိမ်းနေတယ်မနာလို့မရှုစိတ်နဲ့အိတ်တာငြိမ်းနေတယ်အိတ်တာတို့ဘိဇာတို့ငြိမ်းနေနှမျောတွန့်တိုတဲ့မစ္စရိယငြိမ်းနေတယ်မာနတွေငြိမ်းနေတယ်ခိနမိတ်တကိလေသာတွေငြိမ်းပြီးတော့နေတယ်ဒါကြောင့်တရားအလောက်အားထုတ်ခြင်းဟာကိလေသာငြိမ်းကြောင်းအကျင့်ကောင်းအဲ့ဒါကိုပါဠိလိုကြားတော့သမဏဓမ္မလို့သုံးတာတို့တော့ဘုန်းကြီးတို့မြန်မာရှေ့စတော်ကြီးတွေကမြန်မာပြန်လိုက်တဲ့အခါကျတော့ကိလေသာငြိမ်းကြောင်းအကျင့်ကောင်းဆိုတာကိုတိုက်ရိုက်မပြန်ပဲနဲ့သမဏဓမ္မဘသူတွေရဲ့တရားတော့ယဟန်တွေရဲ့တရားအဲ့ဒါယဟန်တွေရဲ့တရားမို့လို့ယဟန်တွေကအားထုတ်ရမလားဆိုတော့သမဏဓမ္မဆိုတဲ့ယဟန်တရားရဲ့တကယ်ဖွင့်ဆိုချက်ကကိလေသာငြိမ်းကြောင်းအကျင့်ကောင်းဖြစ်တဲ့အတွက်ကြောင့်ယ
ယဟန်တော်ဒီကိုလူဝတ်ကြောင့်ဒီမှာမလုပ်ကြရတော့ပွားများအားထုတ်ကြရကိလေသာငြိမ်းခြင်းရင်တရားအားထုတ်ကြရမယ်နော်ကိလေသာငြိမ်းခြင်းရင်ဘာလို့ရမလဲတရားအားထုတ်ရမယ်စစ်မှန်တော့အားထုတ်နေရှုပွားနေတော့ဖြစ်ရမှာပေါ့ဟုတ်လားကမ္မထာဆရာထံမှာစနစ်တကျသင်ယူထားတဲ့မှန်ကန်တဲ့အားထုတ်နည်းနဲ့မှန်ကန်စွာအားထုတ်နိုင်ရင်ဘာငြိမ်းမတော့ကိလေသာငြိမ်းမယ်ဒါလေးလေမှတ်ကြောက်တင်လို့အဲ့ဒါနဲ့ထိုယဟန်ကအရှင်ဘုရားပြောတာလေဒါပဲတော့စိတ်ဓာတ်ကြီးတက်ကြွလာသာသနာမှာပျော်မွေ့လာဒါပဲတော့ပထမစဉ်းစားထားတာကဒါပဲတော့လူထွက်သွားရင်ဒါပဲတော့ပရိက္ခရာတွေကိုအရှင်ဘုရားကိုလူခဲ့မယ်လို့ဒါပဲတော့ရပရိက္ခရာတွေကိုအရှင်ဘုရားကိုပါတယ်လူခဲ့မယ်လို့သင်္ကန်းတပိတ်စားတယ်အဲ့ဒီကြမှာပုထုဇဉ်ရဲ့စိတ်ဟာငါပြောလိုက်တယ်မှားတာသူလူထွက်သွားရင်သူပရိက္ခရာတွေငါရမှာဆိုတဲ့လောဘကအဲ့ဒီမှာတက်တယ်နော်ပုထုဇဉ်ရဲ့စိတ်က control မရှိဘူးပေါ့နော်အဲ့ဒီကနေစပြီးတော့လူဘဝရဲ့လူဘဝပြီးတော့ယဟန်ဘဝဆိုတာသူများတွေတွေးတာပဲစားရတာနော်နောက်တကတယောက်တည်းအခက်ထဲစားအထီးကျန်အမတန်ဆန္ဒလူဘဝကတော့စီဝါတွေကလည်းရှာလို့ဇနီးမယားနဲ့သမီးသားနဲ့အလုံးပျော်ရွှင်ချမ်းမြေပဲကောင်းတာလူဘဝရဲ့ပျော်ရွှင်စရာကောင်းတာတွေဘာဖြစ်ပြန်တော့ပြောပြန်ရောနော်လူရဲ့လောဘပါနော်အဲ့တော့ကိုယ့်ပုဂ္ဂိုလ်ကစဉ်းစားတယ်ငါတကယ်ချင်းငါပြင်းလို့လူထွက်မယ်ဆိုတော့ကတော့သာသနာပြောအောင်ပြောတယ်အားပေးတယ်ငါလူထွက်ပြီးတော့ပရိက္ခရာတွေသူ့လှူမယ်တယ်တော့သူလောဘဖြစ်သွားတာတူတယ်ပေါ့နော်လူဘဝရဲ့ပျော်မွေ့ပဲကောင်းတာတွေဒီလိုပဲပြောတယ်တောင်ဝေကရပြီးတော့ဘုရားတော်တရားအားထုတ်သွားတာနော်အဲ့ဒါနဲ့ယခုဘုန်းကြီးဘဝရောက်လာတဲ့အခါကျတော့ကံနဲ့တူတော့အကျိုးပေးသာသနာကိုသရံတရားနဲ့သာသနာဝက်လာသို့တော်လည်းပဲသာသနာမှာဘာမဖြစ်ဘူးတော့မပြောဝေဆိုနော်ဘလောက်ဒီတော့ဆိုတော့ဘုန်းကြီးတို့ပြည်ကဝေကြိုက်ခံပြီးတော့ပါတယ်နော်ဒီမဲနော်ဓာတ်တွေးပြီးတော့လယ်ပြင်းကိုဓာတ်နဲ့ပြီးပြီးတော့လယ်မျိုးဓာတ်နဲ့ပြီးပြီးတော့စူဆိုင်လုပ်ပြီးတော့သိမဲအကျဉ်းကျဉ်းကျန်တယ်နော်အဲ့ဒါနဲ့ဘာဖြစ်လို့မသိပြဖဲနဲ့တရားအားထုတ်လိုက်တဲ့အခါကျတော့ယဟန္တာဖြစ်ရတော့ဆိုတော့ကတ္တပဘုရားမြတ်စွာလက်ထက်တော်မှာလူတတန်ကနှစ်ပေါင်း2000အဲ့ဒီလူတတန်နှစ်ပေါင်း2000မှာတရားအားထုတ်ခဲ့လို့လောဘကမနိုင်တာနော်လက်တော်ဖြစ်လာတဲ့လူချင်းနဲ့လောဘကမနိုင်တာသို့တော်သူဘာလုပ်ခဲ့တော့တရားအားထုတ်ခဲ့အဲ့ဒီတရားကြိုးစားအားထုတ်ခဲ့တဲ့ပါရမီကုသိုလ်ကြောင့်ယခုသီလကိုဆင်ញင်လိုက်တဲ့သီလဟာတည်ပြီးတော့ဆွတ်ဖြူစင်ကြယ်တယ်ကျင့်တဲ့မိမိသီလကိုအခြေခံပြီးတော့ကျင့်တဲ့ကြည်နူးတဲ့ပီတိဖြစ်တယ်အဲ့ဒီပီတိကိုတွယ်ညှိတတ်မဲ့ပြီးတော့ခုံမြင်ပြီးတော့မနေပဲနဲ့ပီတိကိုခွာပီတိကိုနှလုံးမသွင်းပဲနဲ့ရှုမြဲကမ္မဋ္ဌာန်းကိုနှလုံးသွင်းလိုက်တော့ဖြစ်သွားယဟန္တာဖြစ်သွားတယ်နော်ယောဇဝတ္တံတရံဇီဝေဥတိတောဟိနဝိရိယောဧကဟံဇီဝိတံတေယောဝိရိယအာရဘတောဝိရိယမာရဘတောဒါနံလူတတန်တရားမှာနှစ်တရားလုံးအသက်ရှင်အောင်တော့ကုတိတောပြင်းရည်ပြီးတော့နေတယ်ဟိနဝိရိယောဝိရိယကိုလျှော့ချထားတဲ့ဆိုရင်အဲ့ဒီလူဘဝဟာရာခဲတွေပဲလို့ကံဖို့မရှိပါဘူးတဲ့ကြိုးကြိုးစားစားခိုင်ခိုင်မြဲမြဲဝရိယရှိစွာနဲ့အားထုတ်နေမယ်ဆိုရင်တော့တနေ့တည်းရဲ့တဏ္ဍာနဲ့ပဲအသက်ရှည်အောင်တော့တဲ့ထိုလူဘဝဟာကံဖို့ရှိတယ်။အဲ့တော့ဘုန်းကြီးတို့ခိုင်ခိုင်မြဲဝရိယရှိရမှာပေါ့နော်။စီးပွားရှာတဲ့ကိစ္စပညာသင်တဲ့ကိစ္စတွေမှာလည်းအားထည့်ပြီးတော့ကြိုးစားရမှာပေါ့လောကီဘက်ကကြည့်လောကုတ္တရာဘက်ကကြည့်ရင်လည်းပဲအကုသိုလ်တွေမဖြစ်အောင်ကြိုးစားရမှာပေါ့နော်ကုသိုလ်တွေဖြစ်အောင်ကြိုးစားရမှာပေါ့မှားခဲ့ပြီးတဲ့အကုသိုလ်တွေထပ်မမအောင်ကြိုးစားရမှာပေါ့မပြုတ်လို့ခုသေးတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်အောင်ပြုဖြစ်အောင်ကြိုးစားကြရတာပေါ့ယခုလိုတရားအားထုတ်ကြတယ်ဆိုရင်အာတာဘီပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ရမယ်ဘယ်ပုံပဲဒီပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ရမယ်လို့ဆိုတော့
ပဟိတတော်ကိုရောအသက်ပါမငဲ့ွယ်ဖဲနဲ့ပါတယ်တော့ကြိုးစားကြရမယ်အကယ်၍တရားစခန်းမှာပြင်းနေတယ်ဆိုရင်ဝိရိယကိုလျှော့ချထားတယ်ဆိုရင်မိမိတို့ရဲ့ရထားတဲ့ဒီဘဝသည်တန်ဖိုးမရှိဘူးဗာမဲ့နေတော့တန်ဖိုးမဲ့နေတယ်အကယ်၍မိမိတို့သည်ရထားတဲ့အခြေဘုန်းကြီးတို့ပြိတ္တာကြိုးကြိုးစားစားခိုင်ခိုင်မြဲမြဲမြန်အားထည့်ပြီးတော့ပွားများအားထုတ်နေဆိုရင်မိမိတို့ရခဲ့တဲ့ဒီဘဝအာတံမှုကိုပြည့်ယူနေတာတော့လူတံဖို့ကိုပြည့်ယူနေတာဒါကြောင့်တရားအားထုတ်တဲ့အခါမှာဘယ်ပုံပဲနည်းအားထုတ်ရမလို့ဆိုတော့အာတာပြီးပြင်းထန်ပါလို့ရမယ်အားထုတ်ရမယ်ဘလောက်ထိပြင်းထန်အားထုတ်ရမလို့ဆိုရင်ပဟိတတော်ကိုနဲ့အတဲ့မငဲ့ွက်ဖဲနဲ့ကိုအားတော့အားထုတ်ရမယ်ဒါလို့ဆိုရင်လူတံဖို့ကဖြစ်သွားမြင့်သွားတာနော်အဲ့ဒါတစ်ချက်အဲ့တော့စတုထထေရီမကတော့ပတာစာရီထေရီမနော်ပတာစာရီထေရီမပတာစာရီရဲ့အကြောင်းကတော့ဘုန်းကြီးတို့ပြည်တဲ့အားလုံးသိတယ်သားနှစ်ယောက်သေတယ်သားငယ်ဆွန့်ချီတယ်သားကြီးရေမျောသွားတယ်ခင်မွန်းတဲ့ဝေကိုက်လို့သေတယ်မိဘနှစ်ပါးနဲ့ငောင်ဖြစ်သူတို့အိမ်ပြိုပြီးတော့သေတယ်အမြဲပြောပါတယ်တခါတလေမှာတတ္တဝါတွေဟာကြိုတင်ပြီးတော့တွက်ဆလို့မရနိုင်တဲ့ကံကြမ္မာဆိုတာတွေ့ရနော်ကံအကြောင်းမကောင်းတဲ့ဘူးကံကြမ္မာညှိုးနွမ်းသွားတာနော်အဲ့ဒီညကမိုးလည်းမကြွဘူးလေလည်းမတိုက်ဘူးဆိုရင်ပတာစာရီရဲ့ဘဝကလူ6ယောက်ပျောက်เสียတာအကြောင်းမရှိဘူးဗျဟုတ်လားမိုးလည်းရွာတယ်လေလည်းတိုက်တယ်တို့အတွက်ကြောင့်မိဖွားမဲ့ကိုတဲ့အလွန်ချမ်းတယ်ဒါကြောင့်ဇနီးမယားမီးလုံဖို့ရာအတွက်ဖင်းခွေတယ်တွင်းအောင်တွေပူလို့တွင်းအောင်တွေဟာအပူကနေပြီးတော့မိုးရွာလိုက်တော့လေတိုက်လိုက်တော့အေးလာတော့တွင်းပြင်ကိုထွက်တာအဲ့ဒီမှာကန်ဆိုးသူမောင်းရှင်ထင်းသွားခွေလိုက်တာဘာဖြစ်တော့သေတော့လာပဲနော်အဲ့ဒါလေးလေဘုန်းကြီးကတရားဟောရင်စဉ်းစားမိတယ်ဗျာတွေ့လားဘာစဉ်းစားမိလို့ဆိုတော့ပတာစာရီရဲ့ဘဝအနေထားကနောက်လူတွေတွေ့တာဗျာလားဇနီးမယားအတွက်နော်ဇနီးမယားအတွက်ငွေကိုက်ခံပြီးတော့ခင်းခုတ်သွားတဲ့ကိုဒါလာနော်သူ့ရဲ့အချစ်နဲ့ဘုန်းကြီးတို့ပြေးအမှတ်ရဖို့တော့ကောင်းတယ်ဗျာလားနော်အဲ့ဒါသူတည်သွားတယ်အဲ့တော့လေးတိုက်လို့အဲ့ဒီညလေးလက်တိုက်မိုးလေးရွာလို့ပုံမှန်ဆိုရင်ခြေမျက်စိလောက်ရှိနေတဲ့စီးနေတဲ့ဒီရေဟာယနေ့ကျတော့ပေါင်လေလောက်ခါလောက်ဖြစ်သွားတာရေစီးကတန်းနေတာပေါ့နော်ကောင်းကြရေဒီမှာပေါ့မိလူကြီးတယောက်အတွက်ဒီချောင်းဟာဖြတ်ထူးဖို့ရအတွက်ဘာမှမခဲရင်ပေမဲ့လို့ကလေးနှစ်ယောက်အတွက်သိပြီးတော့ခဲရင်သို့တော်လည်းပဲမနေ့ညတော့မိဖွားထားတဲ့ပတာစာရီကိုအမတန်မှအာနေနေတာနော်အာနေနေတာမိဖွားပိစာသွေးနုကာနုတော်ကြီးရဲ့လေတော်မြင့်ညတန်းတော်ရန်တကယ်ကိုတော်တယ်မှာ၄-၅-6နှစ်လောက်သားကြီးကိုထားပြီးတော့ဝေးဖွားရတယ်ဘယ်သူမှအနာမှာမရှိဘူးနော်တကယ်သွေးနုကာနုကိုအားလည်းနဲနေတော့ဉာဏ်အားလည်းနဲတော့မှာပေါ့အဲ့ဒီမှာဟိုဘက်ကဒီဘက်ကသားနှစ်ယောက်ကိုထားပြီးတော့ရေလေရောက်တဲ့အခါမှာဆွန့်ချီတယ်ကိုယ်အညီအကျေးသွေးတန်တွေကတန်ရှင်းမှထားတဲ့အခါကျတော့အနတ်အသက်ကသိမ်းစွန်နေရဲ့အကြိုက်ပေါ့နော်ဒါလေးသူချီသွားတယ်သားကြီးကအမေခေါ်တယ်ထင်လို့စွန်ကိုခြောက်နေတဲ့အမေရဲ့အမူအရာကို၄-၅နှစ်သားကြီးကသူ့ခေါ်တယ်ထင်လို့ဖြတ်ပြီးတော့ရေထဲမျောပေါ့မနေ့ညတော့လေလက်တိုက်မိုးလဲရွာအိမ်ဟောင်းကြီးပြိုကျတယ်နော်အဲ့ဒီမှာပတာစာရီယူသွားတာပါပဲမြတ်စွာဘုရားနဲ့တွေ့လိုက်တဲ့အခါကျတော့အဲ့ဒီအကြောင်းကိုသူပြောပြတယ်အဲ့ဒီအကြောင်းကိုသူပြောပြတဲ့အခါကျတော့မြတ်စွာဘုရားကမိသားစုတွေဘဝကြီးပေါ့တကယ်တရားညောင်ဆောင်တေကြရပြီဆိုရင်တဦးနဲ့တဦးတရားနဲ့တရားဘလို့မှကုညီကဲတင်အားကိုးရမှာဖြစ်ပါဘူးတဲ့နော်ဘုန်းကြီးတို့ကိုဗစ်ကာလတော့ကတူနဲ့တူတယောက်နဲ့တယောက်မိသားစုတွေပူလို့ကဲလို့ပါတယ်တော့မရအခါလေးမှာကံကြမ္မာရီဆိုတာအဲ့ဒီလိုရှိတတ်ပါတယ်နော်ဣဒမတံဝိရိတောပန္တိတောသီလတံဟုသောနိဗ္ဗာန်ကမနာမေကံ
ခိပ္ပမေဝဝိသောစေတကယ်ဒီွယ်ပွဲကြရတော့မယ်ဆိုရင်မိသားစုတွေတုံးနဲ့တုံးတယောက်နဲ့တယောက်အချင်းချင်းအားကိုးရမရှိနိုင်ပါဘူးအဲ့ဒီသဘောတရားကိုသိမယ်မြင်မယ်သိနိုင်မြင်နိုင်တဲ့ပညာရှိအမျိုးကောင်းသားအမျိုးကောင်းသမီးဟာနိဗ္ဗာန်ဂမနာမေကံဣဒမတ္တဝိရိတဝပန္တိတောသီလတံဟုတောသီလကိုလုံအောင်ထဲနိဗ္ဗာန်ဂမနာမေကံနိဗ္ဗာန်သို့သွားကြောင်းဖြစ်တဲ့မဲ့ပင်ရှိရအကျင့်မြတ်ကိုခိပ္ပမေဝဝိသောတိလင်းလင်းမြန်မြန်ကြီးအချိန်မဆိုင်နဲ့ပွားများအားထုတ်ပါပေါ့နော်တရားတဲ့သိခြင်းသဘောတရားကကိုယ့်ကိုစောင့်နေမှာမဟုတ်တဲ့အတွက်နှစ်ချက်ပဲပြောလိုက်သီလကိုလုံအောင်ထဲနိဗ္ဗာန်ကိုဝါရဖြစ်တဲ့မဲ့ပင်ရှိရအကျင့်မြတ်ကိုလင်းလင်းမြန်မြန်ကြီးပွားများပါအဲ့ဒီတရားနာသောတာပန်ဖြစ်ဘိက္ခုနီဝိခြေစည်းတဲ့အခါမှာပထမရေခွက်ခြေစည်းလိုက်တော့တပေသားသားတော့ရေလေးစီးဆင်းသွားဒုတိယရေခွက်နဲ့ခြေဆွဲလိုက်တဲ့အခါကျတော့နှစ်ပေသားသားတော့ရေအရှိန်ကြီးစီးဆင်းသွားတတိယရေခွက်နဲ့ခြေစည်းလိုက်တဲ့အခါကျတော့သုံးပေသားသားတော့ရေလေးစီးသွားအဲ့ဒါလေးကိုကြည့်ပြီးတော့လူဘဝဆိုတာပထမအရွယ်လေသိနိုင်တာပဲဒုတိယအရွယ်လေသိနိုင်တာပဲတတိယအရွယ်လေသိနိုင်တာပဲအဲ့ဒီလိုဉာဏ်လေးတစ်ချက်လှစ်လိုက်တဲ့အချိန်ပွင့်လိုက်တဲ့အချိန်မှာမြတ်စွာဘုရားကကြားတော်မူမြင်တော်မူသိတော်မူတဲ့အတွက်ကြောင့်မှန်တယ်ပတာစာရီဘဝခန္ဓာရလာတဲ့ပုဂ္ဂိုလ်တိုင်းဟာပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်မရွေးအချိန်တိုင်းသိနိုင်တယ်ဒါကြောင့်မို့လို့ယောဇဝတ္တန္တရာဇီဝေအပတ္တံဥရိယပယံဤကာဟဇီဝိတံတေယောပတ္တတော်ဥရိယပယံယုံနာတစ်ချက်ဖြစ်ပြနေတဲ့ခန္ဓာရဲ့ဖြစ်ပြနေဟန်ကိုမသိပဲမမြင်ပဲနဲ့နှစ်ပေါင်းတရားကာလကြာအောင်အသက်ရှည်အောင်တော့မမြတ်ပါဘူးတဲ့ယုံနာတစ်ချက်ဖြစ်ပြနေတဲ့ခန္ဓာရဲ့အဖြစ်မှန်ကိုသိမြင်နိုင်တဲ့ဝိပဿနာဉာဏ်ရှိပြီဆိုရင်တော့တနေ့တည်းရဲ့တဏှာနဲ့ပဲအသက်ရှည်အောင်တော့တန်ဖိုးရှိတဲ့လူတန်ဖိုးတက်သွားတယ်။နောက်တော့ဖြစ်ပျက်ကိုမမြင်ပဲနဲ့နှစ်ပေါင်းတရားကာလကြာအောင်အသက်ရှည်နေခြင်းဟာလူမှာတန်ဖိုးရှိလာတယ်လို့ပြောလို့မရပါဘူးတဲ့။ယုံနာတစ်ချက်ဖြစ်ပျက်နေတဲ့သဘာဝဖြစ်မှန်ကိုသိအောင်မြင်အောင်ရှုနိုင်တယ်၊ပွားနိုင်တယ်ဆိုရင်တော့အဲဒီလူတန်ဖိုးဟာတန်ဖိုးကြီးသွားပါလေ။အဲကြောင့်ခွင်းတို့ပြည်သက်ယခုနပြောခဲ့တဲ့ပင်ကောင်းအာကောင်းလို့ဆိုတဲ့လူဘဝရနေတဲ့အချိန်ဘုရားမြတ်စွာသာသနာနဲ့ကြုံတွေ့နေတဲ့အချိန်ဉာဏ်စတဲ့အိန္ဒြေတွေယိုရင်းချို့တဲ့မှုမရှိတဲ့အချိန်သာသနာတော်ကိုသက်ဝင်ယုံကြည်တဲ့တရားတရားကိုယ်တဏ္ဍာမှာရှိနေတဲ့အချိန်မှာခန္ဓာကိုဉာဏ်ချပြီးတော့ခန္ဓာရဲ့ဖြစ်နေပြဟာအတန်တန်ကိုဉာဏ်နဲ့ခံပါထတာသိမြင်နိုင်တဲ့ယခုလိုဝိပဿနာတရားကိုလည်းမလုပ်ကြရတော့ဘဝများအားထုတ်ကြရတယ်။သို့မှသာလျှင်ရတာတဲ့လူဘဝဟာပို့ပြီးတော့ပါလေနော်ကံကိုရှိတယ်နော်။နောက်ပြင်စမထေရီမကတော့အဲ့ဒီဒေသနာဆုံးသွားတော့ပတာစာရီတဲ့ယဟန္တာထေရီမကြီးဖြစ်သွားတယ်နော်။အဲ့တော့တကယ်ကံကြမ္မာဒုက္ခနဲ့ကြုံရတဲ့အခါမှာမိသားစု6ဦးသေလို့ဘဝအနေထားကယူခဲ့ရတယ်မျိုးနွယ်တူတထေးသားနဲ့ပေးဖို့အိမ်မှာခိုင်းထားတဲ့ကျော်နဲ့လိုက်သွားရတယ်ဘဝတွေဆိုတာတခါတလေမှာတော့ပါရမီတွေမပွင့်သေးတဲ့အချိန်ပါရမီတွေအကျိုးပေးဖို့ရနောက်ဆုံးဘဝရောက်နေတာတော့မှပုထုဇဉ်ရဲ့ဘဝတွေဆိုတာကတိကဒုက္ခရောက်ရတဲ့ဘဝအနေအထားတွေရှိတယ်နော်ဒါကြောင့်တတိတံဝေဒတွေယူဖို့ဘဝတွေဟာကံကြမ္မာကြောင့်ဘဝတွေတိမ်ဆောင်းမသွားဖို့ရအတွက်အလွန်ဂရုစိုက်စရာကောင်းတယ်နော်နံပါတ်5ထေရီမကတော့ကိတာဂေါတမီထေရီတဲ့ကိတာဂေါတမီအားလုံးသိပါတယ်ခန္ဓာကိုယ်ကပိန်သွယ်လေးမို့လို့ကိတာဆိုတဲ့ပါဠိကခန္ဓာကိုယ်ကပိန်သွယ်လေးမို့လို့သူ့ကိုနာမည်ကတော့ဂေါတမီကိတာဂေါတမီလို့ခေါ်တယ်အားလုံးသိတယ်တာဦးလေးသေသွားတဲ့အခါကျတော့ယူသလားခံစားရတယ်နော်သားသေးကိုရှင်ဖို့ရာအတွက်အသက်ဆက်ဖို့ရာအတွက်မြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကမတည်တဲ့အိမ်ကမုံကြီးစိတ်ရတယ်ဆိုရင်အသက်ရှင်မယ်ဆိုလို့မုံကြီးစိတ်တိုက်ရှာသို့တော်လည်းပဲအိမ်တိုင်းအိမ်တွေကတဦးမဟုတ်တဦးတော့ဖြစ်နေကြတော့သေမှုတဲ့အိမ်နေကြီးရဲ့တ
တိတံဝေကရတလောင်းကိုပြည့်ကျောင်းတော်ကိုပြန်ရောက်တဲ့အခါအဲ့ဒီအကြောင်းအရာလျှောက်တော့ဘုရားမြတ်စွာကတံဗုဒ္ဓပတုတမတံဗျာတတ္တဗျာတတ္တမာနတန္တရံသုတ်ကံကာမံမဟောဘောဝမစ္စုအာရာယကိစ္စတိလူသားတွေဆိုတာဇနီးမယားသမီးသားခင်ဘောစီးပွားဥစ္စာတွေနဲ့တွေ့ညှိနေကြတာပါနော်လူနေမှုဘဝမှာဇနီးမယားသမီးသားစီးပွားဥစ္စာတွေနဲ့ဘာဖြစ်နေတော့တွေ့ညှိပြီးတော့နေတာနော်လူဘဝဆိုတာဘယ်လိုပါပဲနော်တတ္တဝါတွေဆိုတာသမီးသားဇနီးမယားစီးပွားဥစ္စာမိသားစုဘဝတွေနဲ့တွေ့ညှိပြီးတော့နေကြတာပဲတဲ့ဘာနဲ့အဲ့ဒီလိုတွေ့ညှိနေရင်းနဲ့ပဲမိသားစုတွေမှာတည်ခွဲတွေဝဲရပါတယ်မိသားစုတွေမှာမကွဲမကွဲခြင်းမကွဲခြင်းမကွေမကွာဆိုတာဘဝမှာမရှိနိုင်ပါဘူးတဲ့ဘလောက်ပဲတွေ့ညှိအချိန်တန်တဲ့အခါကျတော့ကိုယ်ကံကိုယ်ထံကိုယ်လန်းကိုတွားကြရတာတဲ့လူသားတွေမှာမိသားစုဘဝတွေမှာရှင်ခွဲခွဲရတာတွေရှိမယ်သိခွဲခွဲရတာတွေရှိမယ်တစ်မျိုးတစ်ပုံဖြစ်ကြရတာတွေရှိမယ်တဲ့ဘာနဲ့ဥပမာတူတော့ဆိုတော့ကံကပူမှာအိပ်ပျော်နေတဲ့ရွာကြီးတန်းကောင်ရံမှာတောင်ကြရည်တွေအထက်မှာမိုးရွာလို့တောင်ကြရည်တွေစီးဆင်းလာတော့အဲ့ဒီကံကပူမှာရှိတဲ့အိမ်တွေအစာအုပ်တွေကလူတွေပါရေထဲကိုမျောပွာသွားကြပါပဲဒီလိုတန်ရောရှင်တွေမဆုံးခင်မှာပဲမိသားစုဘဝကခွဲကြရမှာဝဲကြရမှာဒီဒေသနာဆုံးတော့တောတာဖြစ်တယ်နောက်တစ်ခါကျတော့ဘိက္ခုနီမဝေဘိက္ခုနီမဝေတော့ဥပုပ်ကျောင်းဆောင်မီးထွန်းတဲ့အခါမှာမီးတောက်ကလေးတွေကတောက်လိုက်ငိမ့်လိုက်တောက်လိုက်ငိမ့်လိုက်အဲ့ဒါလေးတွေကိုသူမြင်တာတောက်လိုက်ငိမ့်လိုက်တောက်လိုက်ငိမ့်လိုက်အဲ့ဒါလေးတွေကိုသူမြင်တော့ဩဘဝခန္ဓာရလာတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုပဲရှင်တန်လိုက်သိဆုံးလိုက်ရှင်တန်လိုက်သိဆုံးလိုက်ဖြစ်နေတာပဲဒီလိုလေးတွေးပြီးဉာဏ်စိတ်ကူးလေးပေါ်တဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒါမှန်တယ်ဘဝခန္ဓာရလာတဲ့ပုဂ္ဂိုလ်တိုင်းတန်ត្រာကျင်လေရတဲ့အခါမှာမိတောက်ကလေးတွေကိုပဲငြိမ့်လိုက်လင်းလိုက်ငြိမ့်လိုက်ထွန်းလင်းလိုက်ဒီလိုပဲသွားနေကြတာအဲ့ဒီလိုတန်တရားကျင်တဲ့ပုဂ္ဂိုလ်တွေကလည်းမွေးဖွားလိုက်သိဆုံးလိုက်မွေးဖွားလိုက်သိဆုံးလိုက်တန်တရားမှာဒီလိုပဲကျင်တယ်ခဲ့ရရှင်ခွဲတွေခွဲကြရသိခွဲတွေခွဲကြရတစ်မျိုးတစ်ပုံတွေဖြစ်ကြရကံအကျိုးပေးကံမျက်နှာပြီးတဲ့အခါကျတော့လေမိသားစုဘဝတွေပျော်ပျော်ရွှင်ရွှင်နဲ့တွေ့ညည်းခုံခုံမင်မင်နဲ့ဖြစ်နေကြတာဒါကြောင့်မတရားနိဗ္ဗာန်ကိုမြင်မှသာဖြင့်ဘဝကကံဖို့ရှိတယ်ဆိုပြီးတော့ယောဇဝတ္တတံဇီဝေအပတ္တအမတံပရံဧကဟံဇီဝိတံတိယောပတ္တတောအမတံပရံနှစ်ပေါင်းတရားကာလကြောင့်အသက်ရှည်ပြီးတော့ဒီအောင်တော့မတည်တဲ့နိဗ္ဗာန်ကိုမမြင်သေးဘူးဆိုရင်သိခြင်းကင်းတဲ့နိဗ္ဗာန်ကိုမမြင်သေးဘူးဆိုရင်ဘဝတန်ဖို့မရှိပါဘူးတဲ့သိခြင်းကင်းတဲ့နိဗ္ဗာန်ကိုမြင်ပြီးဆိုရင်တော့တနေ့တည်းရဲ့တဏှာနဲ့ပဲအသက်ရှည်အောင်တော့တဲ့ထိုလူဘဝကအမတန်မှတန်ဖို့ရှိပါတယ်ဘုန်းကြီးတို့တရားအလုပ်အားထုတ်နေတယ်ဆိုတာသိခြင်းကင်းတဲ့နိဗ္ဗာန်ကိုမြင်ဖို့ရာအတွက်ကြိုးစားအားထုတ်ခြင်းဖြစ်တယ်ဟုတ်မလားနောက်ဆုံးခေဒီမာကတော့ဘဝပုပ္ပိကခေဒီလို့လည်းခေါ်တယ်သောနာခေဒီလို့လည်းခေါ်တယ်ခင်မောတဲ့ဆုံးသွားတဲ့အခါမှာသာသမီ9ယောက်နဲ့မိသားစုဘဝနေတာပါပဲခင်မောတဲ့ကပြည့်ပြည့်စုံစုံထားခဲ့တော့ချမ်းသာတာပါပဲအဲ့ဒီအခါမှာသားတွေသမီးတွေကပြောတယ်အမေတယောက်တည်းဗျာဒီအမွေတွေထိန်းရတာအမေတိတ်ပြီးတော့တောင်းကြည့်ပါလေသားတွေသမီးတွေအမွေခွဲပေးလိုက်ပါလားသာသမီ9ယောက်အမေကြိုက်တဲ့အိမ်တက်စားအမေတဝါတစ်ခါအတွက်ကတော့တက်တာဘာမှပြဿနာမရှိပါဘူးသာသမီယုံလိုက်တာဘုန်းကြီးတို့ပြည်သက်စုံလုံးကတော့သာသမီတွေအမွေခွဲပေးဟိုသားရေတပတ်လောက်သွားနေလိုက်တာနော်နည်းနည်းလေးကြားလာတဲ့အခါကျတော့ချွေးမကညွန်ညင်နေဟိုသမီးရဲ့တပတ်လောက်သွားနေလိုက်တဲ့အခါကျတော့သမက်ကညွန်ညင်နေပေါ့နော်သာသမီ9ယောက်လုံးတာကုန်သွားတယ်နော်အဖွားကြီးနေရတာစိတ်မချမ်းသာအဲ့ဒါနဲ့ဘိက္ခုနီမအကြောင်းသွားပြီးတော့သင်္ကန်းဝတ်ကြီးမှသင်္ကန်းဝတ်တဲ့ပုဂ္ဂိုလ်ဆိုတော့ငယ်ပြီလို့ဆိုတဲ့ငယ်ငယ်ကသင်္ကန်းဝတ်ကြတဲ့ဘိက္ခုနီမတွေကတိတ်ပြီးတော့အလေးမထားဘူး
အဲ့တော့ရေချိုးဖို့ရာအတွက်ဘိက္ခုနီမငယ်တွေရေချိုးဖို့ရာအတွက်သူကရေနွေးအိုးကြိုပေးရတယ်ရေနွေးဆက်ပြီးတော့ချိုးရတဲ့သဘောရှိတယ်တဏီတော့အခါကျတော့ဘိက္ခုနီမငယ်တွေကနော်ဘိက္ခုနီမလူငယ်တွေကဖွာကြီးရေမလောက်ခါမတော့ရေနွေးအိုးချိုးထားလိုက်တပည့်တော်တို့တရားပွားနာအောင်လေတရားပွားနာအောင်သူတို့တရားပွားနေတဲ့အချိန်မှာအဖွာကြီးတတိတောင်တွေကရာဘိက္ခုနီမအဖွာကြီးအသက်80လောက်တရားအားထုတ်တဲ့အခါမှာတုံတုံရည်ရည်နဲ့ဆိုတော့ဈဉ္ညာလျှောက်ပြီးတော့လေတရားအားထုတ်လို့ကအဆင်မပြေဘူးเนาะအဲ့ဒါနဲ့ဗာတရားဓမ္မနဲ့ရေနွေးအိုးကချွေရအောင်မှာဆိုတော့ရေနွေးအိုးမိဖို့ပေါ်ကိုရေနွေးအိုးကြီးတင်ထားသို့တော်လည်းမိမနှွေးပြဖို့ပေါ့เนาะအဲ့ဒါနဲ့ဒီမိဖို့စာတိုင်ကိုကင်ပြီးတော့အဲ့ဒီတိုင်လေးကိုပို့ပြီးတော့တရားအားထုတ်တိုင်လေးကိုပတ်ပြီးတော့တရားအားထုတ်အဲ့ဒါယဟန္တာဖြစ်သွားတယ်နော်ယဟန္တာထေရီမာကြီးဖြစ်သွားဘိက္ခုနီမာလေးတွေကအဲ့ဒီတရားနာပြီးတော့ပြန်လာတဲ့အခါကျတော့ဒီမှာမိကမတောက်ဘူးမိဘပေါ်မှာဘာကြီးကတည်ရက်တော့ရေနွေးအိုးကြီးကတည်ရက်ဒါကြီးမှဝတ်တဲ့ပုဂ္ဂိုလ်ဆိုတော့ဘိက္ခုနီမာပေါက်စတွေကမလေးစားဘူးပြောကြတာပေါ့ခွာကြီးပါညာနဲ့ပြောကြဖြစ်ကြတော့သမီးတို့ရဲ့ယူနေဖို့လိုချင်တာများအဆန်းလို့ဝယ်ဆိုပြီးတော့အဲ့ဒါတကူတော်လည်းပေါ့နော်သူယဟန္တာထေရီမှာဖြစ်သွားတော့ဇံအဘိညာဉ်တကူလည်းရဟန်တူပါရဲ့အဘိညာဉ်နဲ့ဟောနဲ့မိထတောက်ပြီးတော့ရှင်နွေးကစူသွားတာကျက်သွားတာအဲ့ဒီအခါကျမှဘိက္ခုနီမငယ်တွေအော်ယဟန္တာထေရီမှာကြီးပဲဆိုပြီးတော့ရှ िख ိုးတောင်းမှကြတယ်ပေါ့နော်အဲ့ဒီအကြောင်းမြတ်စွာဘုရားကိုတွားပြီးတော့လျှောက်တဲ့အခါကျတော့မြတ်စွာယောဇဝတ္တံတတံဇီဝေအပတံဓမ္မမုဒ္ဓမံဧကံဟံဇီဝိတံတိယောပတ္တတောဓမ္မမုဒ္ဓမံလောကကလွတ်မြောက်နိုင်တဲ့အဝဝနာအတိလို့ဆိုတဲ့လောကကလွတ်မြောက်နိုင်တဲ့လောကုတ္တရာဓမ္မကိုမမြင်သေးသမျှကာလကလောနှစ်ပေါင်းတရားကာလကြာအောင်အသက်ရှည်အောင်တော့ဘဝကတန်ဖို့မရှိပါဘူးတဲ့အဝဝနာအတိလို့ဆိုတဲ့ဖြစ်ပြလို့ဆိုတဲ့လောကကလွန်မြောက်တဲ့လောကုတ္တရာဓမ္မကိုမြင်မှသာလျှင်တဏိတရဲ့အသက်ရှည်အောင်တော့အဲ့ဒီအသက်ရှည်ခြင်းကပါတယ်တော့မြတ်ပါလေနောက်ကျဘုန်းကြီးတို့ပြည်သက်ပြန်ချုပ်လိုက်ရအောင်မနုဿတဘာဝတုံးလည်းပေါ့ရခဲ့တဲ့လူတော်ကသူရောကိုပါယခုရနေကြတယ်ရောက်နေကြတယ်သို့တော်လည်းလူသားတိုင်းဟာတန်ဖိုးရှိခြင်းမှရှိမယ်သို့တော်လည်းဒီဒေသနာတော်အရာတန်ဖိုးရှိတဲ့လူသားဖြစ်ဖို့ဆိုရင်နံပါတ်1ကိုချင်းသီလကောင်းရမယ်စိတ်ဓာတ်ကောင်းရမယ်တည်ငြိမ်အေးချမ်းမှုရှိရမယ်နံပါတ်2ဉာဏ်ပညာရှိရမယ်နံပါတ်3ပြင်းရည်ခြင်းမရှိရဘူးလုံလဝရိယရှိရမယ်နံပါတ်4ယုံနာနဲ့ချက်ဖြစ်ပြနေတဲ့သဘာဝအဖြစ်မှန်ကိုသိမြင်နိုင်တဲ့ဝိပဿနာဉာဏ်အသိရှိအောင်အားထုတ်ကြရမယ်နံပါတ်5နံပါတ်5သိခြင်းကဲတဲ့နိဗ္ဗာန်ကိုသိနိုင်မြင်နိုင်တဲ့မဲ့ညာဖို့ဉာဏ်ရအောင်အားထုတ်ရမယ်နံပါတ်6အဝအနာအတိအဖြစ်ပြည့်လို့ဆိုတဲ့လောကမှာလွတ်မြောက်ရလောကမှာလွန်မြောက်ရလောကုတ္တရာဓမ္မကိုသိအောင်မြင်အောင်ကြိုးစားအားထုတ်ရမယ်ယခုပြောခဲ့တဲ့တရားတွေပြည့်စုံပြီးဆိုရင်တော့ရခဲ့တဲ့လူဘဝရနေတဲ့အချိန်ကြုံနိုင်ခဲ့တဲ့ဘုရားမြတ်စွာသာသနာနဲ့ကြုံနေတဲ့အချိန်မှာမိမိတို့သည်ဤဒေသနာတော်အရာတန်ဖိုးရှိသောလူသားများရထားတဲ့လူဘဝကိုတန်ဖိုးမြင့်အောင်မြင့်တယ်နိုင်တဲ့လူသားများဖြစ်တယ်ဆိုတာကိုအတိကိုစီကိုကသိနာတဲ့သဘောပေါက်လက်ခံယုံကြည်ပြီးတော့ယခုပြောခဲ့တဲ့အတိုင်းကိုချင်းသီလတွေကောင်းအောင်စိတ်ဓာတ်တွေတည်ငြိမ်အေးချမ်းသမာဓိတွေရအောင်ပြည့်ရင်တွေပြင်းပြီးတော့လုံလဝရိယရှိစွာဖြင့်ကုသိုလ်တရားတွေအားထုတ်ကြအောင်အားထုတ်ကြရအောင်အားထုတ်နိုင်ကြရအောင်ယုံနာနဲ့ချက်ဖြစ်ပြနေတဲ့သဘာဝအဖြစ်မှန်ကိုသိမြင်နိုင်တဲ့ဝိပဿနာဉာဏ်ရရှိအောင်အဝအနာအတိကင်းတဲ့နိဗ္ဗာန်ကိုသိနိုင်မြင်နိုင်မျက်မှောက်ပြုနိုင်အောင်ဖြစ်ပြနေတဲ့အဝအနာအတိလို့ဆိုတဲ့လောကုတ္တရာဓမ္မကိုသိနိုင်မြင်နိုင်အောင်အတိကိုစီကိုကကြိုးစားအားထုတ်နိုင်ကြပါစေတော်ရဲ့လို့ဆုတောင်းပတ္ထနာပြုလိုက်လေးကိုရပါ